ဒီနေ့တော့ကျွန်တော်တို့ Windows Activate ရယ်ပြီးဆို Office Activate တွေဘယ်လိုအလွယ်ကူဆုံးလုပ်မလဲဆိုတာပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ Office တွေအာ personal ရပဲဖြစ်ဖြစ်ပေါ့နော်ဒီအလုပ်တွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ license key ကိုကျွန်တော်မြန်မာနိုင်ငံမှာကဒီဝယ်သုံးတာရှားတယ်ပေါ့နော်ကျွန်တော် crack file တွေပဲသုံးတာများတယ်အဲ့တော့ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ဘယ်လိုမျိုးလုပ်လို့ရတယ်ဆိုတာဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်များသောအားဖြင့်တော့ကျွန်တော်တို့လုပ်ထဲမှာဆိုရင်အရင်တော့ကကျွန်တော် TMS တွေ down တယ်ပြီးရင်ဆိုကျွန်တော်တို့ဒီ stick ထဲမှာဒီ program တွေတင်ပြီးတော့ကျွန်တော်တို့ကဒီ Office နဲ့ Windows တွေကိုကျွန်တော် activate လုပ်ပြရပါတော့အခုကတော့ပို့ပြီးတော့လွယ်တယ်ပေါ့နော်အဲ့ဟာလေးတွေ့တော့ကျွန်တော်တင်ပေးမယ်ဆိုပြီးမှကျွန်တော်ဒီဗီဒီယိုလုပ်လိုက်ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအလွယ်ကူဆုံးဘယ်လိုလုပ်လို့ရလဲဆိုတာပြောပြမယ်ဒီ search bar မှာပါရရမယ်ဆိုတော့ NAS လို့ရိုက်လိုက် DNR ခေါက်လိုက်ဒီပထမဆုံးကျလာတဲ့ကျွန်တော် Microsoft Activation Script ပေါ့နော်ဒီကောင်လေးကို enter နှိပ်လိုက်ပြီးဆိုဒီမှာသူ့ပါတဲ့ blue method အတိုင်းအလုပ်လုပ်မယ်ပေါ့နော်သူကဒီမှာ number 1က PowerShell recommend ဒါကတော့ offline လုပ်တာပေါ့နော်ဒါနည်းနည်းရှုပ်ဆိုတော့ကျွန်တော်တို့method 1လိုက်သွားမယ်သူကဘာပြောထားလဲဆိုတော့ဒီမှာ Windows 8.1 10 and 11လုပ်တယ်ပေါ့နော်ဒီကပြီးရင်ဆို number 1ကကြာ click the start menu type PowerShell and open it ပထမဆုံး PowerShell ဖွင့်လိုက်ဒီကဆိုရင် number 2ကကြာ copy and paste the code below and press enter ပေါ့နော်အဲဆိုတော့ဒီရဲ့ကျွန်တော်တို့ဒီ command လေးကိုအဲ့ရဲ့ PowerShell မှာ run လိုက်ရင်လုပ်ပြီးရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ copy ဆွဲလိုက်မယ်ပြီးဆိုကျွန်တော်တို့ PowerShell ကိုသွားမယ်ပေါ့နော်ဒီ Windows 11မှာတော့ကျွန်တော်တို့ Windows ရဲ့ X ရဲ့နှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်တယ်ပေါ့နော် terminal ပေါ့နော် terminal admin ဆိုပေါ် admin နဲ့ run မှာဖြစ်မှာပါ normal နဲ့ဆိုရင်အဆင်မပြေပါဘူးဆိုတော့ terminal နဲ့ PowerShell နဲ့ရမယ်နော်အတူတူပါပဲအဲ့လိုမျိုးမဟုတ်ဘူးကွာWindows ဒီ shortcut key မသုံးဘူးပေါ့နော်ဒါနဲ့ကျွန်တော်တို့ဒီ desktop မှာဆိုရင်တော့ Windows ရဲ့ X ရဲ့ I ရဲ့နှိပ်ဆိုရင်ကျွန်တော် PowerShell ရောက်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ဆိုရင်ဒီ Windows လေးကိုနှိပ်လိုက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာPOW ပဲရိုက်လိုက်ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီမှာအဲ့လိုမျိုး run ချင်လည်းရတယ်ပေါ့နော်အခုဒီ command လေး run ခင်ကျွန်တော်တို့ကပထမဆုံးလုပ်အောင်ပါလဲဆိုတော့ကျွန်တော် security Windows Defender တွေတော့ပိတ်ထားဖို့လိုတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ SECURITY ကိုရိုက်လိုက်ပြီးတော့ရင်ကျွန်တော်တို့ဒီထဲဝင်လိုက်ခဏစောင့်နေပေါ့နော်ဒီကောင်လေးအခုဒီကနေအပေါ်ဒီလိုမျိုးအရင်ပေါ်မှာပေါ့နော်ပေါ်နည်းနည်းလေးဆက်တင်လိုက်ပြီးအောက်မှာကျွန်တော်တို့ manage setting ဆိုတာရှိတယ်ဒီမှာကျွန်တော်တို့ပိတ်ပြီးသားပေါ့နော်ဒီနှစ်ခုပေါ့နော်ဒီလိုပွင့်နေပါလိမ့်မယ်ဒီလိုပွင့်နေပါပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ပိတ်ပေးဖို့လိုပါမယ်ဆိုတော့ပိတ်ပြီးသွားရင်ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုခဏရောက်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့PowerShell ခေါ်မယ်ပေါ့နော်POW ရဆိုရင်ရလိုက်ဒီမှာ PowerShell ဆိုပေါ်မယ်ပြီးဆိုဒီမှာ run administrator ဆိုတာရှိရင်အကောင်လေးနှိပ်လိုက်ပြီးသွားရင်ကျွန်တော်တို့ ESP လိုက်ပြီးသွားရင်ဒီမှာဒီလိုမျိုးပေါ်မယ် okay အဲဆိုကျွန်တော်တို့ကဒီမှာဆွမ်းနာကျွန်တော်ကူးလာတဲ့ command လေးပေါ့နော်အဲကောင်လေးကို run ပဲပြီးဆို enter နှိပ်လိုက် okay download please ခဏဆောင်ပြီးသွားရင်ဆိုရင်ကျွန်တော်ခဏလေးပဲဆောင်လိုက်ပြီးဆိုဒီလိုမျိုး program လေးပေါ်လာပါလိမ့်မယ်ဒီမှာ activation method ပေါ့နော်ကိုက Windows ကြီးကြီးပဲကျွန်တော်တို့ activate လုပ်မယ်ဆိုရင် number 1ကြီးပါတယ်ဒီဆို Office ကြီးပဲပေါ့နော်အဲဒီထဲ Microsoft sorry Excel ရယ် Word ရယ်တခြားပေါ့နော်ဒီ MS Office ထဲမှာပါတဲ့ဟာတွေလုပ်မယ်ဆိုရင် number 2ရွေးရမယ်ဒီမှာ DS Fox ဆိုတာရှိသေးတယ်အဲ့ဒါတော့ထားလိုက်ပါတော့ဒီမှာ number 4ကျတော့ဒီ Windows ရော Office ရောနှစ်ခုလုံးကျွန်တော်တို့activate လုပ်မယ်ဆိုရင် number 4ကိုရွေးရမှာပေါ့နော်ဆိုတော့နှစ်ခုလုံးလုပ်ချင်ရင် number 4ကိုရွေးကျန်တဲ့ဟာတွေလည်းပါတယ်ပေါ့နော် check activation step တွေပြီးဆိုရင်ဒီ Windows Edition Windows Edition ချင်းချင်လည်းရတယ်ပေါ့နော်ပြီးဆိုရင်အဲ့ဟာတွေလုပ်လို့ရပါပေါ့အခုလောဆယ်ကျွန်တော်ဒီ Windows Activate လုပ်တာကိုပဲပြမယ်ပေါ့နော်ကျန်တဲ့ဟာတော့စမ်းကြည့်ပါပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ကနှစ်ခုလုံးလုပ်မယ်ပေါ့နော်ဒီဟိုထဲမှာတော့ကျွန်တော် number 4ကိုကျွန်တော်ရွေးလိုက်မယ်ပြီးဆိုဒီလိုမျိုးလေးကြာမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ထပ်ရွေးလို့ရသေးရင်ကျွန်တော် number 4ရွေးပြီးတော့ okay ဆိုတော့ Windows ကြီးကြီးပဲ activate လုပ်ပါလားOffice ကြီးကြီးပဲလုပ်မလားဒီမှာ number 4ဆို activation off ရှိသမျှကျွန်တော်တို့ activate လုပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော် number 4ကိုပဲရွေးမယ်ခဏစောင့်မယ် initialize လုပ်နေလို့ခဏ initialize ဖြစ်နေဆိုတော့ခဏစောင့်ရပါမယ်
ကျွန်တော်တို့အခုကWindows 11 Home ပေါ့နော်ဆိုတော့ခဏဆောင်မယ် Windows 10လည်းရပါတယ် Windows 7နေရာတော့မသုံးတော့ပါဘူးဆိုတော့Windows 10 Windows 11တွေပဲများမယ်ပေါ့နော် Okay Okay ဒီမှာဆိုရင်သူက installing generate product key ဆိုပြီးမှကျွန်တော်ပြီးရဲသူကသူထည့်ပြီးသွားတယ် successful ဖြစ်သွားပြီဒီဆို Office Pro Plus ဆိုပြီးတော့ကျွန်တော်2019သုံးထားတာပေါ့နော်အဲ့ဒါလည်း successful ဖြစ်သွားပြီfor 180 day ပေါ့နော်ဆိုတော့အကယ်၍ activate မဖြစ်တော့ရင်ဒီလိုမျိုးလေးပြန်လုပ်လိုက်ပေါ့သူပြောတဲ့ documentation တော့ဖတ်တာတော့180လည်းဖြစ်သွားမယ်ပြီးတော့ဒါက lifetime ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတော့ပြောထားတယ်ဒီ180ပြည့်သွားလို့ကျွန်တော်တို့အကယ်၍ Windows က activate မဖြစ်တော့ဘူးပြန်ပြုတ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းကျွန်တော်ဒီလိုမျိုးလေးတစ်ခေါက်ပြန်လုပ်ပေးလိုက်ပါပေါ့အဲဆိုအဆင်ပြေသွားမယ်ပေါ့နော်လွယ်လွယ်ကူကူနဲ့လုပ်လို့ရတာဖြစ်ပါတယ်ဆိုတော့ဒီပြီးတော့လည်းသူကpress any key to go back ဆိုတော့ကျွန်တော်တို့ site တ key နေလိုက်ဆိုတော့ enter နှိပ်လိုက်ပြီးဆိုဒီလိုမျိုးရောက်သွားမယ်ဒီမှာဆိုရင်1 2 3 4 5 6 7 9 8 0 0ကကျွန်တော်တို့ဒီမှာ go back ပေါ့နော်ဒီမှာအပေါ်မှာပြောထားတယ် go back ဆိုတော့0နှိပ်လိုက်ပေါ့ဒါဆို go back အကုန်လုံးပြန်ရောက်သွားပြီပြီးဆိုတော့ကျွန်တော်ဒါပိတ်လိုက်လို့ရပြီပေါ့နော် exit ဆိုဒီမှာ0ထပ်နှိပ်လိုက်ဆို exit သွားတယ်ဆိုတော့ဒီကရောက်သွားပြီပေါ့ဒါကတော့ HID ကိုထွက်လိုက်လို့ရတယ်ဆိုတော့အားလုံးပဲအစီအစဉ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာထပ်ပြီးတွေ့ပါမယ်ဗျအားလုံးပဲကျေးဇူးပါ